ရေမီတောတောင်တဘာဝအလှပတွေသမိုင်းဝင်ထင်ခဲ့ရနေရတွေတာယာရှုမိုးဝဲကမ်းခြေလှတွေနဲ့ဖော်ထုတ်ရန်ကြံရှိနေသေးတဲ့စိတ်ဝင်စားပွဲကောင်းလာတဲ့ဘ ഹു တုတဖြစ်ပွဲခရီးစဉ်ဒေတာတစ်တွေနဲ့အတူအရင်ဆန်သောတဘာဝအလှတရားများစွာပိုင်ဆိုင်ထားဆဲဖြစ်တဲ့မွန်ပြည်နယ်ဟာခရီးသွားအပန်းဖြေရင်ဘ ഹു တုတရှာပွေနိုင်မဲ့ပြည်နယ်တစ်ခုအဖြစ်တည်ရှိနေပါတယ်ဘာသာတရားနဲ့ယဉ်ကျေးမှုတို့ကိုမျက်နှာတံမိုးထားတဲ့ဒေသဖြစ်တာကြောင့်မွန်တို့ရဲ့ဌာနီမှာနာမည်ကျော်ကြားတကူကြီးဖျားများစွာရှိတဲ့ထဲကမှမြန်မာပြည်မှာလာမကကဘာအရရက်ကိုပါထင်ရှားကျော်ကြားတာကတော့ကြိုက်ထီယိုးစီလိုမျက်ကြီးပဲဖြစ်ပါတယ်ကြိုက်ထီယိုးဖျားဟာကြိုက်ထုံမျိုးနဲ့16မိုင်ကွာမှာရှိပြီးတော့ပေပေါင်း3615ပေအမြင့်ရှိတဲ့ပေါင်းလောင်းတောင်ပေါ်မှာထူးခြားအံ့ဩဖွယ်ရာတည်ရှိတဲ့ဇီဒီတစုဖြစ်ပါတယ်ကြီးမားပြီးမဆောက်တဲ့ကြောက်တောင်တစ်ခုရဲ့အစွန်းမှာပြုတ်ကျလူနီးပါးတင်နေတဲ့ကြောက်လုံးကြီးဟာလုံးဘက်ပေ90ခန့်ရှိပါတယ်။ဒီအရာမှကြောက်တုံကြီးဟာတောင်စုံပေါ်မှာတည်နေပေမဲ့နေပြင်နဲ့အနှဲငယ်ပဲထိကပ်နေတာပါ။ဒါဟာကြိုက်ထီယိုးစီတော်ရဲ့အံ့ဩစရာအကောင်းဆုံးအချက်ဖြစ်ပါတယ်။ဒေသခံတွေနဲ့ဖျားဘူးတွေရဲ့ယုံကြည်ချက်အရတော့ကြောက်တုံးကြီးနဲ့အောက်ခံကြောက်ဆောင်ကြားမှာအချီကျိုးတမြင်ဖြတ်လို့ရတယ်လို့တောင်ဆိုကြပါတယ်။ဒါဟာမြတ်စွာဘုရားရဲ့တကူတော်ကြောက်တာဖြစ်တယ်လို့ဗုဒ္ဓဘာသာဝင်တွေကတော့ခိုင်မာစွာယုံကြည်ကြပါတယ်။တမိုင်းမှတ်တမ်းတွေရတော့ဆန်တော်စင်ကြိုက်တီယိုးစီဒီကိုတိတ်တရသိနဲ့တရားမင်းတို့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်လောက်ကတည်ခဲ့တာလို့ဖတ်မှတ်ရပါတယ်။မြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကသုဝနာဘူမိတထုံပြည်ကိုကြောက်လာတဲ့အချိန်မှာတိတ်တရသိကိုစံတော်ပေးသနာခဲ့ပါတယ်။တိတ်တရသိဟာစံတော်ကိုသူ့ရဲ့ဦးခေါင်းစံကျစ်ကြားမှာထားရှိကိုးကွယ်ပါတယ်။မဟာတက္ကရာ118ခုနှစ်မှာတော့စံတော်တွေကိုဇေတော်တေတာကိုးကွယ်လိုတဲ့အကြံဖြစ်လာပါတယ်။ဒီအကြံကိုတရားမင်းသိရှိပြီးတော့သုဝနာဘူမိပြည့်စင်တိတ်တဓမ္မတိဟရာဇာမင်းနဲ့တိုင်ပင်ပြီးတော့ယသိကြီးရဲ့ဦးခေါင်းနဲ့တူတဲ့ကြောက်လုံးထက်မှာဇေဒီတေထားကိုးကွယ်ခဲ့တယ်လို့ဆိုပါတယ်ဒီဇီတော်မြက်ကြီးကိုဖူးမြော်ဖို့ဆိုရင်ကမွန်စခန်းကနေရင်မင်းတော်အထိ9မိုင်ခွဲခန့်ခွာဝေးတဲ့ခရီးကိုခြေချင်းဒါမှမဟုတ်တောင်တက်ကားတွေကိုစီးပြီးတက်လို့ရတယ်လို့အခုနောက်ပိုင်းမှာတော့ကေဘယ်ကားနဲ့လည်းသဘာဝတောတောင်လှတွေကိုကြည့်ရှုရင်တက်ရောက်နိုင်ပြီဖြစ်ပါတယ်တောင်ပေါ်ကိုရောက်ပြီဆိုရင်တော့တိမ်ပင်လယ်တွေလက်ဆက်တဲ့လေတူးနဲ့ငိမ့်ချမ်းတဲ့ဖျားဝုပြုတန်တွေကပင်မနှွတ်နယ်မှုတွေကိုအလိုလိုပျောက်ကွယ်သွားစေမှာပါရင်မင်းတော်ဘော်ကနေ15မိနစ်လမ်းလျှောက်ရင်ရောက်မဲ့ကြီးကမ်းစက်နဲ့မုတ်ဆိုးတောင်စေတီရင်မင်ကနေတနင်္ဂနွေခွဲ2နာရီလောက်ထပ်ပြီးသွားရတဲ့ကြောက်တက်ကြီးဖျားစတဲ့ဇေဒီပတိုးတွေကိုလည်းဘူးမြော်ကြီးညိုရင်းကြိုက်တီယိုရဲ့အလှပဆုံးရှုခင်းတွေကိုခန်းစားကြည့်ရှုနိုင်ပါတယ်ကြိုက်တီယိုဖျားကိုတစ်နှစ်ပတ်လုံးတက်ရောက်ဘူးမြော်နိုင်ပါတယ်ဖျားပွဲတော်ကိုတော့သတင်းကြိုလာပြည့်နေ့ကနေကစုံလာပြည့်နေ့အထိစီကားတက်မဲ့စွာနှစ်စဉ်ကျင်းပလေ့ရှိပါတယ်ဒါဟာမြန်မာပြည်မှာကာလအရှည်ကြာဆုံးဖျားပွဲတော်တစ်ခုလည်းဖြစ်ပြီးတော့ပြည်တွင်းပြည်ပခရီးသွားအများဆုံးဝင်ရောက်တဲ့ကာလလည်းဖြစ်ပါတယ်
ဒီကုံချုပ်ရရင်တော့ဖျားဖူးကုသိုလ်ပြုရင်ဒေသန္တရဗဟုသုတတွေကိုရှာဖွေရင်ပျော်ပျော်ပါးပါးလေကပတ်ကာနဲ့တစ်နှစ်တာကာလစိတ်ပင်ပန်းနွမ်းနယ်မှုတွေကိုဖြေပြောက်စေနိုင်ဖို့အတွက်ကတော့ညီမတို့ရဲ့ယုံကြည်ကိုးကွယ်မှုရှေးဟောင်းသမိုင်းကြောင်းနဲ့တဘာဝအလှတရားတို့ပေါင်းစပ်ထားတဲ့ရာမြတိုင်းရဲ့အဖို့မပြတ်နိုင်တဲ့ဝိသေသတစ်ခုလည်းဖြစ်တဲ့ကြိုက်တီယိုစီတို့မြတ်ကြီးစီတို့လာရောက်ဖူးမြော်ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ